လက်တယိုမာလာဝေပြိုးပါတဲ့လေဘလူတို့စရာကညိုပေါ်တယ်တော်တလေးမူဟဲ့ဘုံမကြီးရဘယ်ကုန်းကတဲပြီနော်ဘုံရက်ခါသာတိုင်းကိုယူဝိုင်းကူကကူမနေတယ်ဝိုင်းကူကကူမနေရှင်တော်လာရွာသူဟဲ့အေးပင်ဒီကွက်ပြောင်းကြတာဟာနင့်မလဲအားရှိတချင်းကလေးဒီနဲ့ပဲဘူးဟာတို့သမင်းစားလာပြီဒီကွက်ပြီးသမင်းစားအောင်မြဲဟာလို့တော်ကိုရင်သိန်းတန်ကလည်းကျုပ်ကိုပဲအပြစ်ပြောနေတာလေပြောမနေပါနဲ့ကိုရင်သိန်းတန်ရဲ့ဒီဝက်ပုံမအောင်ငါပြောတယ်မင်းမြငါ့ကိုတော့ဝက်ပုံပါလေနင်ကမှငကြီးကြောက်တက်တယ်မှာနားလေလားကဲဆိုကြစမ်းပါဟာနင်တို့ကလည်းဟောဘာကြီးကိုမကြည့်စမ်းမအောင်ဒီဘက်လမ်းကလူတွေလည်းမသိဘူးဗျအေးကြည့်ရတာတော့မြို့ကလာတဲ့လူတွေနဲ့တူတယ်ကွာဟာအရင်ကနေ့မှလေဝင်လောက်သွားတယ်အဘမိတ်ဆွေဥတည်မျိုးလို့သားဖားတွေပါလားနဲ့ဝန်မင်းအကြောင်းမကြပါမကြနဲ့ပြုံးသားကြီးရောက်လာတာအကြောင်းကိစ္စများထူးလို့လားဟင်ဟာဦးညိုနေကောင်းတယ်နော်ဟုတ်ကဲ့နေကောင်းပါတယ်အေးဗျာအကြောင်းကိစ္စရလို့တော့မဟုတ်ပါဘူးဟောဒီသမီးတွေကကြောင်းပိတ်ရင်နဲ့ဂျုံလို့လေယာစိတ်ပြိုးအေးတွေကိုလေးလာခြင်းနဲ့ဆိုတာနဲ့ဒီမြို့ကိုရောက်ရင်ဦးညိုတို့စီလာခဲ့တယ်ကျော်ကြီးထွေးမမလုပ်ပါဘူးမမလည်းကြောက်တယ်ဘယ်မလဲကျုပ်ကုန်မယ်လေညော့များကြောက်เสียမှတ်လို့ဗျာခင်ဗျားတို့လိုသာကျုပ်တို့တော့ကလူတွေညော့ကြောက်နေရမယ်ဆိုရင်ဒီပြေလုံးသမင်းနောင်စားရကြမှာမဟုတ်ဘူးအောင်ငယ်ကြည့်ကြလိုက်တော့โอ้သမီးကလည်းကြောက်တက်လိုက်တာလွန်ရောကွာကဲဝန်မင်းရောက်တဲ့အခါအင်ကိုကြွပါအောင်ခင်ဗျာကြွပါအောင်လာဟဲ့သမီးတို့ရေလာကြဟဲ့ဟုတ်ကဲ့ဖေဖေလာပါပြီထိုင်မှာဝန်မင်းထိုင်မှာမိန်းကလေးတွေလည်းထိုင်ကြကွယ်ဟုတ်ကဲ့ဦးလူကလေးခင်ဗျာဝန်မင်းတို့ထမင်းကျွေးအောင်ထမင်းကူးကြည့်ပါကွယ်โอ้နေပါစေဦးညိုကျုပ်တို့စားပြီးပါပြီဟုတ်ပါတယ်ဦးရေကျမတို့စားပြီးပါပြီ